အာဆင်နယ်အတွက်ပြန်ကစားနိုင်တော့မဲ့အယ်ဇီနဲ့အိုဒီဂက်ဒဏ်ရာကြောင့်နားယူနေရတဲ့ကွင်းလယ်ကစားသမားတွေဖြစ်တဲ့အယ်ဇီနဲ့အိုဒီဂက်တို့ဟာအာဆင်နယ်အတွက်ပြန်ကစားနိုင်တော့မယ်လို့အာဆင်နယ်သတင်းကအာဆင်နယ်အသင်းကသတင်းထုတ်ပြန်ခဲ့ပါတယ်။အယ်ဇီနဲ့အိုဒီဂက်တို့ပြန်ကစားနိုင်တော့မဲ့သတင်းကြောင့်အာဆင်နယ်ဟာကွင်းလယ်တိုက်စစ်ပိုင်းအားနည်းမှုတွေကိုပြောင်းလဲနိုင်တော့မှာပါ။ဒီတစ်ပတ်မှာကစားရမယ့်ဘုံမောင်းတဲ့ပွဲစဉ်မှာအယ်ဇီဟာပွဲထွက်ကစားသမားအနေနဲ့မကစားနိုင်ရင်တော့မှအရန်ခုံမှာရှိနေမယ်လို့အာဆင်နယ်စေးဖွဲ့ကအတည်ပြုခဲ့ပါတယ်။အာဆင်နယ်နီးပြအာတေတာကချန်ပီယံလိပွဲတွေနဲ့ပရီးမီးယားလိပွဲစဉ်တွေမှာချန်ပီယံဆုတွေရယူနိုင်ဖို့အတွက်ဒဏ်ရာရစီးရင်ကနေအားထားရတဲ့ကစားသမားတွေပြန်လာနိုင်တာကတွန်းအားဖြစ်စေမှာဖြစ်တယ်လို့လက်ကျန်ပွဲစဉ်တွေမှာအမားရွေးမရှိအောင်ပြစ်မှတ်ထားသွားမယ်လို့ပြောကြားခဲ့ပါတယ်။ဘောလုံးပွဲတွေကိုရင်ခုန်ကျင်တဲ့သူတွေအတွက်24နာရီလုံးဝန်ဆောင်မှုအပြည့်ပေးနေတဲ့ Kick-Off Arena Online Service ရှိပါတယ်။ 555 Mix နဲ့ iBet 789တို့အပါအဝင်မိတ်ဆွေတို့နှစ်သက်တဲ့ဘောလုံးနဲ့ပတ်သက်တဲ့ရင်ခုန်စရာဝန်ဆောင်မှုအားလုံးကိုရယူနိုင်ပါတယ်။စိတ်ဝင်စားတယ်ဆိုရင် Viber နံပါတ်886 536 536ကိုဆက်သွယ်နိုင်ပါတယ်။